Happy Valentine's ဆိုတော့အခုအလုံးပြန်လာပါတော့လောကပြန်လာတော့လူသားကပါဝယ်ပေးလဲဆိုတော့ပြန်ပြီ။သမီးကမဝယ်တော့ဘူးလို့ပြောတဲ့ဟာကိုတင်ဝယ်โอเคရှိနေတယ်လက်ဆောင်ရှိသေးတယ်အဲ့ဒါတော့ surprise မျိုးဖြစ်သွားတာပါ။ဘာလို့လဲဆိုတော့ချိန်လာတော့တော့စားနေပြီတော့စားနေပြီ Yes စားနေပြီချက်ပူကြော်တဲ့တောင်နဲ့လူတောင်ချက်ပူကြော်တဲ့တောင်ဟာလူတောင်ပါ ဟုတ်ဘူးအဲ့လိုခိုက်နေတကယ်တော့ဒီနေ့ကဧည့်သည်တွေပါဖိတ်တာမဧည့်သည်တွေကမလာဘူးကိုကြိုင်လို့လေပန်းစည်းနဲ့ဇူဇူနဲ့ဘယ်သူပူလာပန်းစည်းပူလာကျေးဇူးတင်နော်။နိုင်ချင်တယ်နော်။ခုံးရရတယ်။ပြောသွားကဲဒီပါတဲ့နားလေးလည်းရှိတယ်။အဲ့တော့အဲ့ဒါကြောင့်ထိုင်လို့တောင်းတာဒီပါတိ။ဒီဆွေးနွေးတော့ဆွေးနွေးရှိအဲ့ဟိုတဲဟိုဒီရဲ့ဗီဒီယိုကြီးဘလူးကြားနေပြီပါလေ။ အဲ့ဒါတိုင်းဒီပါတယ်ဘယ်လိုလဲဟောလက်ဆောင်ပေးနေဆိုတော့ပြည့်တယ်မဲ့အနီးဒီချိန်ညရင်တို့ရဲ့အမတ်တရားတွေကိုကော်ဖီခွက်လေးနဲ့တို့ပျော်ရွှင်စွာရီမောနိုင်တဲ့အချိန်လေးတူတူဆက်သွားကြမယ်เนาะချစ်တာတဲ့ပူရမီမိုင်း I love you I'm so grateful for everything you are Happy Valentine's Day အဲ့ရတာငါဆောင်းကိုလိုက်စီးကြည့်လိုက်တာမင်းကြီးဆိုတော့ပန်းတော့လိုချင်တယ်ဒါပေမဲ့လေအိမ်ထောင်ပြုတ်ပြီးတော့အခါကျတော့နှမျောပစံပန်းဦးထိုးနေ